လမ်းရောက်ဖျားကြောင်တစ်ခုမှာရှောက်ချင်းဆိုတဲ့မိန်းကလေးတယောက်ကတကားဆောင်2ယောက်ကိုတတိမိအောင်လှုပ်လိုက်ပြီးချမ်းမှုကျောင်းဆောင်ထဲကိုခိုးဝင်သွားလိုက်ပါတယ်။အထက်မှာရှိတဲ့ထောင်ချောက်တွေကိုလည်းဖျက်ကျော်ခဲ့လိုက်ပြီးကျောင်းဆောင်ရဲ့မြေအောက်လေးဝဲနေရာကိုလည်းရှာတွေ့ခဲ့တယ်။မြေအောက်ထဲမှာလည်းတစ်မြစ်တွေနဲ့ရှုပ်ထွေးနေခဲ့ပြီးအဝါရောင်အလင်းနှန်းစီကပစ္စည်းတစ်ခုကိုထုတ်ယူဖို့လုပ်လိုက်တော့တရဲနေကထားအဆွမ်းရှိတာကြောင့်အဝေးလွင့်ထွက်သွားခဲ့ပါတယ်။ဒီချိန်ကျောင်းဆောင်ပိုင်ရှင်ဖြစ်တဲ့တစ်ပင်မိတ်ဆာကိုအဖွားရောက်လာခဲ့ပြီးအထက်ကိုခိုးဝင်တဲ့လူရှိနေတာမို့အဆောင်2ယောက်ကိုလည်းနောက်ထပ်မဖြစ်စေဖို့တတိပေးခဲ့လိုက်ပါတယ်။တစ်ဖက်မှာလည်းလောင်းကစားရှုံးနေတဲ့မိတ်ဆာဖန်းစရာရန်ချစ်ရှာကစာတင်သားလေးဖြစ်တဲ့နှိရှန်ဆိုတဲ့ကောင်လေးကိုမြင်တာကြောင့်ငွေညှိခဲ့လိုက်ပြီးဒီငွေကဆရန်ကြိုယူထားတာမို့နောက်မိတ်ဆာတွေနဲ့တွေ့ရင်တူဝင်ကူညီပေးပါမယ်ဆိုပြီးပြောခဲ့လိုက်ပါတယ်။နှိရှန်ကရှောင်းချင်းတို့နေထိုင်တဲ့လမ်းရော့ဖျားကျောင်းကိုတွားနေတာဖြစ်ပြီးတစ်ဖက်မှာလည်းရှောက်ချင်းတို့အဖွဲ့ကစာတင်သားတွေကိုအရက်တိတ်စာတွေအကအလှတွေနဲ့ဖျော်ဖြေပေးနေပါတယ်။ဒီချိန်ရှောက်ချင်းကမိစ္ဆာတက်ပညာဖြစ်တဲ့စိတ်ညှို့ဆောင်ကိုတီးခတ်လိုက်တာကြောင့်ပျော်ပါနေတဲ့သူအားလုံးလည်းအာယုံထွေပြားနေတဲ့အချိန်ခေါင်းဆောင်ဖြစ်ဟန်တူတဲ့လူကမော်ခါလောင်းကိုတီးခတ်လိုက်တာကြောင့်အားလုံးပုံမှန်ပြန်ဖြစ်သွားခဲ့ပါတယ်။ဒီလူအားလုံးကလည်းစာတင်သားတွေမဟုတ်ပဲအယောင်ဆောင်ထားတဲ့မိစ္ဆာဖန်းဆရာတွေဖြစ်တာကြောင့်မို့ရှောက်ချင်းတို့အဖွဲ့နဲ့စပြီးတိုက်ခိုက်ကြပါတော့တယ်။ရှောက်ချင်းတို့အဖွဲ့အရေးနှိမ့်နေချိန်တစ်ပင်မိတ်ဆာအဖွားကိုရောက်လာပြီးတစ်မြင့်စွမ်းနဲ့တစ်ဖက်လူရဲ့စွမ်းအင်ကိုစုပ်ယူလိုက်တာကြောင့်ငယ်ရွယ်တဲ့မိမပြိုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။တကယ်တော့ဒီလန်ရော့ဖျားကျောင်းကမိတ်ဆာတွေစုဝေးနေထိုင်တဲ့နေရာဖြစ်ပြီးယောက်ျားတွေရဲ့စွမ်းအင်ကိုမိတ်ဆာအတက်နဲ့စုပ်ယူစားတော့တဲ့နေရာလည်းဖြစ်ပါတယ်။အဖွားကရှောက်ချင်းတို့အဖွဲ့ကိုတင်းငယ်တဲ့မိတ်ဆာဂိုင်းကိုတော့မနိုင်လို့ပြောဆိုနေခဲ့ပြီးရှောက်ချင်းကိုလည်းကျောင်းဆောင်ကိုနောက်လူတယောက်လာနေတာဖြစ်တာကြောင့်တယောက်တည်းရအောင်ဖြည့်ရှင်းလိုက်ဖို့နဲ့သူကတော့အခြားမိတ်ဆာတွေကိုတွားနိုင်နေမယ်ဆိုပြီးထွက်သွားခဲ့လိုက်တယ်။လက်ရော့ကျောင်းဆောင်ကအဖြစ်အပျက်တွေကိုဘာတစ်ခုမှမတိသေးတဲ့နှိရှန်ကတော့ရှောက်ချင်းကိုလည်းတာမန်မင်းကလေးလို့ထင်နေခဲ့ပါတယ်။ရှောက်ချင်းကလည်းနှိရှန်ကိုကျောင်းဆောင်ထဲဝင်ဖို့ပြောလိုက်ပြီးနှိရှန်ကိုနီးလန်းမျိုးစုံနဲ့စတင်ပြီးမြူဆွဲပါတော့တယ်။နှိရှန်ကရိုးသားတဲ့လူဖြစ်တာကြောင့်မို့စိတ်ဝင်စားတာကြောင့်ရှောက်ချင်းကအခက်တွေ့နေချိန်အခြားမိတ်ဆာတွေရောက်လာပြီးသူတို့ကိုဝင်တိုက်ခိုက်ကြတော့ရှောက်ချင်းကဥဆောင်ပြီးဖြည့်ချင်းပေးလိုက်တာကြောင့်မို့နှိရှန်ကလည်းအခုမှပဲရှောက်ချင်းကတာမန်မင်းကလေးမဟုတ်ဘူးဆိုတာကိုသိသွားခဲ့ပါတယ်။ရှောက်ချင်းအဖွဲ့သားတွေကအင်အားကြီးတဲ့မိစ္ဆာကိုင်းကိုနှိမ်နှင်းရမှဖြစ်လို့ရှောက်ချင်းကိုလာခေါ်တော့နှိရှန်ကိုခုံအောင်မှဖွက်ထားလိုက်တယ်။ရှောက်ချင်းကဒီနေရာကအန်တယ်များတာကြောင့်မို့နှိရှန်ကိုအမြန်ထွက်သွားဖို့ပြောလိုက်ပေမဲ့အတူထွက်သွားရအောင်ဆိုပြီးခေါ်နေရကြောင်းရှောက်ချင်းလည်းအကြံတစ်ခုရသွားခဲ့တယ်။အဲ့ဒါကတော့တူဇက်လန်အစမှာယူဖို့စ조사နေတဲ့ကျောင်းဆောင်ရဲ့မြေအောက်လေးဝဲနေရာကသူ့ရဲ့အယိုးပြအိုးပဲဖြစ်တယ်။ရှောက်ချင်းကနိရှန်ကိုမြေအောက်ထဲဆင်းယူခိုင်းလိုက်ပြီးအပေါ်ပြန်တက်လာတော့ဒီနေရာကနိရှန်နဲ့မသက်ဆိုင်တာမို့အိုးကိုထားခဲ့ပြီးအမြန်ထွက်သွားဖို့ပြောလိုက်တယ်။နိရှန်ကတွေ့ဝင်နေတဲ့အချိန်ရှောက်ချင်းကအိုးကိုဝင်လူတာကြောင့်မို့ထုံးစံအတိုင်းတူလဲလွင့်ထွက်သွားခဲ့ပြီးတစ်ဖက်ကမိစ္ဆာနေနေနေတဲ့အဖွားကလည်းရှောက်ချင်းရဲ့လိုရက်ကိုသတိထားမိသွားခဲ့တယ်။ဒါကြောင့်မဲ့သူတို့နှစ်ယောက်လည်းထွက်ပြေးခဲ့ရပြီးတနေရာရောက်တော့အခြားမိစ္ဆာခိုင်းသားတွေနဲ့ဝင်တိုးတာကြောင့်နှိရှန်စီငွေယူထားတဲ့မိစ္ဆာဖန်းစရာရန်ချစ်ရှာရောက်လာပြီးဝင်ဖြည့်ရှင်းပေးလိုက်တယ်။ဒီချိန်အဖွားကလည်းရောက်လာတာကြောင့်မို့ရန်ချစ်ရှာကိုပဲထပ်ပြီးအကူအညီတောင်းလိုက်ရပြန်တယ်။အဖွားကလည်းရှောက်ချင်းလန်ရွတ်ဖျားเจ้าကနေထွက်သွားရင်အပင်လောကမှာဒုက္ခရနိုင်တာကိုသိတာကြောင့်တစ်စစ်တစ်ခုကိုနှိရှန်စီထည့်ပေးလိုက်တယ်။အင်အားကြီးတဲ့မိစ္ဆာကိုင်းနဲ့လန်ရွတ်ဖျားเจ้าကိုလာတိုက်ခိုက်တဲ့သူတွေကတော့ငရဲပြည်ကရမမင်းရဲ့လက်ထောက်ချင်းကြီးပဲဖြစ်တယ်။သူကရွှေရင်ခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ရှောက်ချင်းကိုဖမ်းခေါ်ခြင်းနေရဖြစ်ပြီးဒီရွှေရင်ခန္ဓာကိုယ်ကလည်းအခြားတယောက်ကပိုင်ဆိုင်သွားပြီးထိန်းချုပ်နိုင်သွားရင်လူတွေအလုံးဒုက္ခရနိုင်တာကြောင့်မို့ရမမင်းကလည်းရှောက်ချင်းကိုဖမ်းခေါ်ဖို့အမိန့်ထုတ်လိုက်တယ်။ရှောက်ချင်းကလည်းလန်ရွတ်ဖျားเจ้าနဲ့ဝေးရာကိုထွက်လာနိုင်ခဲ့ပြီမို့ပျော်ရွှင်နေခဲ့ပေမဲ့သူကအယုပြန်နဲ့အယံဝေးတဲ့နေရာကိုတော့တွားလို့မရသေးပါဘူး။ဒါကြောင့်မို့တစ်ပင်မိစ္ဆာဖွားအိုရဲ့ကျင်းစာကိုဖြည့်ဖို့အတွက်စန်းတူးမျိုးမှရှိတဲ့ရှမ်းပေါင်ဆိုင်ကိုအတူလိုက်ခဲ့ဖို့နှိရှန်ကိုခေါ်ပါတယ်။နှိရှန်ကလည်းမနေ့ကရှောက်ချင်းကတိုက်ခိုက်ရင်းနဲ့ဒဏ်ရာရတာကြောင့်မို့အတူလိုက်ပေးဖို့တဘောတူလိုက်တယ်။စန်းတူးမျိုးကိုရောက်တော့ရှောက်ချင်းကလည်းအယံပျော်နေခဲ့ပြီးနှစ်ယောက်အတူပြဆက်လည်းကြီးခဲ့ကြပါတယ်။သူတို့တွားတဲ့ရှမ်းပေါင်ဆိုင်ဆိုတာကငရဲပြည်ကရမမင်းပိုင်တာဖြစ်ပြီးအထက်မှာရှိတဲ့လူတွေကလည်းကြီးစားမှုဆိုလိုပဲဖြစ်ကြတယ်။ချမ်းချောက်ကအယိုးပြောက်ကိုထုတ်ပြလိုက်ပြီးကျင်းစာဖြေနိုင်တဲ့လူရှိလားလို့မေးကြည့်လိုက်တော့အပေါ်ထက်ကကျင်းစာဖြေဌာနကိုညွှန်ပြတာကြောင့်နှစ်ယောက်အတူတက်တွားခဲ့ကြတယ်။
ဆိုင်ရဲ့ဘေးဘက်မှာရှောက်ချင်းကိုဖမ်းဝရမ်းထုတ်ထားတဲ့ပုံတွေကတ်ထားတာကိုနိရှန်ကမြင်သွားတာကြောင့်မို့အန်ဒီရဲ့ရှိတာကိုတိလိုက်ပေမဲ့ဆိုင်ရှင်ကရွှင်ရင်ခန္ဓာဒီမှာရှိတယ်ဆိုပြီးအော်ပြောလိုက်တာကြောင့်အားလုံးတတိထားမိသွားကြပြီးသူတို့နှစ်ယောက်ကိုလိုက်ဖမ်းကြတော့တယ်။ရှောက်ချင်းကပဲမိတ်ဆက်ဖမ်းဆရာတွေကိုအများနဲ့တယောက်ပြန်စော်ပေးလိုက်ပြီးအရေးနှိမ့်နေတဲ့မိတ်ဆက်ဖမ်းဆရာတွေကဘေးမှာရှောင်နေတဲ့အချိန်ရင်ချစ်ရှာကရောက်လာတာကြောင့်မို့ဒီတခါတော့ဝရမ်းထုတ်ခံထားရတဲ့ရှောက်ချင်းကိုဖမ်းဖို့လုပ်ပါတော့တယ်။ရန်ချစ်ရှာရဲ့ပညာကိုရှောက်ချင်းကလည်းမကြော်နိုင်တာမို့ထွက်ပြေးဖို့လုပ်ပေမဲ့အဖမ်းခံလိုက်ရတဲ့အချိန်နိရှန်ကရှောက်ချင်းကမိတ်ဆက်ဖြစ်ပေမဲ့လည်းလူတွေကိုအနေနဲ့မပြူတာကြောင့်မို့လွတ်ပေးလိုက်ဖို့တောင်းဆိုလိုက်ပါတယ်။ဒါကိုအခွင့်ကောင်းယူပြီးရှောက်ချင်းကထွက်ပြေးသွားတော့ရန်ချစ်ရှာကအနောက်ကလိုက်ဖမ်းရင်ပြန်မိသွားခဲ့ပေမဲ့တကယ်မဖမ်းချင်တာကြောင့်မို့ပြန်လွတ်ပေးလိုက်တော့အနောက်ကမိတ်ဆက်ဖမ်းဆရာတွေကလည်းရှောက်ချင်းကိုဖမ်းဖို့အတဲအတန်ပြေးလာကြတဲ့အချိန်နိရှန်ကရှောက်ချင်းရဲ့အယိုးပြအိုးအတုကိုမိတ်ဆက်ဖမ်းဆရာတွေစီပြစ်ပေးလိုက်ပြီးသူတို့နှစ်ယောက်လည်းအမြန်ထွက်ပြေးလာခဲ့တယ်။ရှောက်ချင်းကလူလောကမှာလည်းလမ်းရောဖျားเจ้าလိုပဲသူ့အတွက်နေစရာနေရာမရှိဘူးဆိုပြီးဝမ်းနေနေတဲ့အချိန်နိရှန်ကရှောက်ချင်းကိုလူပြန်ဝင်စားဖို့တိုက်တွန်းလိုက်ပါတယ်။သူဖက်ဖူးတဲ့စာအုပ်ထဲကအတိုင်းတစေဈေးဆိုတာရှိပြီးမိစ္ဆာတွေကလူပြန်ဝင်စားလို့ရကြောင်းနဲ့လူတွေကလည်းမိစ္ဆာတွေနဲ့အယောင်အဝယ်လုပ်လို့ရတဲ့နေရာဖြစ်တာမို့အတူတွားဖို့ပြောလိုက်တယ်။ရှောက်ချင်းကလည်းနိရှန်ပြောတာကိုလက်ခံလိုက်ပြီးလူပြန်ဝင်စားဖို့အတွက်နှစ်ယောက်အတူရှည်လျားတဲ့ခရီးကိုထပ်မံဆက်ခတ်ကြတော့တယ်။ဒီလိုနဲ့လေစီပြီးတစေဈေးကိုရောက်တဲ့အချိန်နိရှန်စီမိဘမိစ္ဆာလေးကိုအခေါ်လွတ်လိုက်ပြီးရှောက်ချင်းတတိမထားမိအောင်အထေဆိုင်နဲ့ခေါ်သွားလိုက်ပြီးသူကငွေခဏတွက်လဲမှဆိုပြီးအပြင်ထွက်လာခဲ့လိုက်တယ်။နိရှန်ကိုခေါ်တဲ့သူကယမမင်းရဲ့လက်ထောက်ချင်းကြီးပဲဖြစ်ပြီးဒီကိုရောက်မှစိတ်ပြောင်းသွားပြီလားဆိုပြီးနိရှန်ကိုမေးနေခဲ့တယ်။တစ်ဖက်ကရှောက်ချင်းစီကိုလည်းတစ်ပင်မိစ္ဆာအဖွားကိုရောက်လာပြီးအန်တယ်များတာကြောင့်မို့ပြန်လိုက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။ရှောက်ချင်းကလည်းသူကအခုချေရတဲ့သူရှိနေပြီမို့ဘဝအသက်ထူထောင်တော့မှဖြစ်လို့ပြန်လာချင်းတော့ပြန်မလာတော့ဘူးဆိုပြီးပြောနေခဲ့တယ်။တစ်ဖက်မှာနိရှန်ကလည်းချင်းကြီးကိုတကယ်ဂတိတီမာလားဆိုပြီးမေးနေခဲ့တာကြောင့်နှစ်ယောက်တာအပေးယူတစ်ခုကိုလှုပ်လိုက်ကြတယ်။အဖွားကလည်းရှောက်ချင်းကိုရိတ်ချန်ထားတဲ့လမ်းအပေါ်နောင်တမရဖို့ပြောတော့တစ်ဖက်မှာချင်းကြီးနဲ့အပေးယူလုံနေတဲ့နိရှန်နဲ့ရှောက်ချင်းတို့ရဲ့နှစ်ယောက်လုံးရဲ့အဖြေကတော့နောင်တမရပါဘူးဆိုပြီးထက်သူကြနေခဲ့တယ်။နိရှန်ကရှောက်ချင်းကိုပြန်လာခေါ်လိုက်ပြီးပွဲစည်းထဲသွားနေချိန်မိစ္ဆာနှကောင်နဲ့ဝင်တိုက်မိတာကြောင့်ပွဲစည်းထဲမှာရှိနေတဲ့လူအားလုံးကလည်းရှောက်ချင်းရဲ့ရွှင်ရင်ခန္ဓာကိုရှိနေတာကိုသိသွားကြပြီးသူတို့ကိုလိုက်ဖန်ကြတော့တယ်။ပြေးရင်မိစ္ဆာတွေဝိုင်းနာခံနေရတဲ့အချိန်ရန်ချစ်ရှာကဝင်ကူညီပေးပေမဲ့အင်အားမပြတာကြောင့်မို့အခက်တွေ့နေတဲ့အချိန်ချင်းကြီးကဝင်ဖြည့်ရှင်းပေးလိုက်တယ်။လူပြန်ဝင်စားနိုင်မဲ့နိုင်ဟန်မြစ်ကိုရောက်တော့ရှောက်ချင်းရဲ့အယိုးပြအိုးကလည်းမြစ်ထဲကိုကျသွားပြီးမိကြပန်းအဖြစ်ပြောင်းလဲသွားခဲ့တယ်။နိရှန်နဲ့ရှောက်ချင်းတို့နှစ်ယောက်ကလည်းတယောက်ကိုတယောက်တန်ရုံးစင်တွေ့နေကြပြီမို့ခွဲခွာကြရတော့မဲ့အချိန်စိတ်ထဲဝမ်းနဲ့နေခဲ့ကြပြီးရှောက်ချင်းကတော့နေ့တွေဘလောက်ကြာပါစေသူပြန်လာတာကိုစောင့်နေဖို့မှာလိုက်ပါတယ်။နှစ်ယောက်တာမျက်စိသက်ဆုံးလက်ပြနှုတ်ဆက်နေကြရင်ရှောက်ချင်းကမြစ်ရဲ့အဆုံးကိုဝင်ပြီးပျောက်ကွယ်သွားခဲ့တယ်။ဒါပေမဲ့သူတို့အားလုံးထင်နေသလိုရှောက်ချင်းကလူပြန်ဝင်စားတဲ့နေရာကိုရောက်နေခဲ့တာမဟုတ်ပဲချင်းကြီးရဲ့လက်ကွက်တစ်ခုဖြစ်တဲ့လူသူမရှိတဲ့နေရာတစ်ခုကိုရှောက်ချင်းကရောက်နေခဲ့တာဖြစ်တယ်။ချင်းကြီးနဲ့နိရှန်တို့နှစ်ယောက်ကသဘောတူညီမှုတစ်ခုနဲ့ရှောက်ချင်းကိုဒီနေရာထိရောက်အောင်ဆွဲခေါ်လာခဲ့တာဖြစ်ပြီးနိရှန်ကတကူတော်ကောင်းစားဖို့နဲ့ရှောက်ချင်းကိုလှည့်စားခဲ့တာဆိုပြီးချင်းကြီးကစတင်ကုန်းချောပါတော့တယ်။အခုချိန်လောက်ဆိုရင်နိရှန်ကစာပေမှာထူးချွန်စွာအောင်မြင်ပြီးအမတ်မင်းရဲ့သမီးကိုလည်းတွားတောင်းရမ်းနေလောက်ပြီဖြစ်ကြောင်းပြောတော့ရှောက်ချင်းလည်းဘလို့မှမယုံနိုင်ဖြစ်သွားခဲ့ရတယ်။တကယ်တော့ရှောက်ချင်းစီမှာရှိတဲ့ရွှင်ရင်ခန္ဓာကိုယ်ဆိုတာနာကျင်မှုဝမ်းနည်းမှုတွေပေါင်းဆက်ပြီးဖြစ်ပေါ်လာတဲ့အင်အားကြီးတဲ့မိစ္ဆာစွမ်းအင်ဖြစ်တယ်။ဒီစွမ်းအင်ကိုချင်းကြီးကလိုချင်နေခဲ့တာဖြစ်ပြီးငရဲပြည်ကိုလည်းယမမင်းကိုကြော်ပြီးအုပ်ဆိုးချင်နေတာဖြစ်တယ်။ချင်းကြီးကုန်းချောတာကိုတကယ်ထင်သွားတဲ့ရှောက်ချင်းကလည်းနိရှန်အပေါ်မုန်းတိစိတ်တွေဖြစ်ပေါ်လာပြီးစွမ်းအင်ကိုလည်းမထိန်ချုံနိုင်ပဲရှိနေတော့တယ်။တစ်ဖက်မှာရှောက်ချင်းနဲ့ခွဲခွာလိုက်ရတဲ့နိရှန်ကလည်းတယောက်တည်းကြေကွဲနေခဲ့ပြီးရင်ချစ်ရှာကဒီလောကမှာလူပြန်ဝင်စားတဲ့နီးလန်းမရှိတာကြောင့်မို့ရှောက်ချင်းတယောက်ဒုက္ခရောက်နေလောက်ပြီဆိုပြီးပြောတော့ချက်ချင်းပဲရှောက်ချင်းရှိရာကိုပြေးသွားတော့တယ်။ရန်ချစ်ရှာကလည်းမကြည့်ရတာကြောင့်မို့နိရှန်ကိုထပ်ပြီးကူညီပေးလိုက်ပြီးရှောက်ချင်းရှိရာကိုဓာပြန်စီးပြီးခေါ်သွားပေးလိုက်တယ်။ရှောက်ချင်းရဲ့မိစ္ဆာစွမ်းအင်ကိုချင်းကြီးကလည်းဆက်တိုက်ဆုပ်ယူနေခဲ့ပြီးအင်အားကြီးလာနေတာကြောင့်မို့ဘယ်သူမှထိန်းချုပ်မရတော့ပဲရှိနေတော့တယ်။
ဒီချိန်နိရှန်ကိုပေးထားတဲ့တစ်ပင်မိတ်ဆာအဖွားအိုရဲ့တစ်စိတ်ကိုပြစ်ပေါက်လိုက်ဖို့ပြောတာကြောင့်မို့မြေပြင်ပေါ်ကိုပြစ်ပေါက်လိုက်ပြီးထွက်လာတဲ့တစ်ပင်အမြစ်တွေနဲ့ရှောက်ချင်းရှိရာကိုပြေးသွားလိုက်တယ်။ရှောက်ချင်းကလည်းအစွမ်းနဲ့ဆက်တိုက်တွန်းထုတ်နေခဲ့တာကြောင့်နိရှန်ရဲ့မော်အစွမ်းရှိတဲ့အယုတ်ကလေးကဝင်ကပေးတာကြောင့်မို့ချုပ်ရိုးတွေပြဲပြီးဆောက်ရွက်ပိုင်းစားတွေထွက်လာပါတော့တယ်။စစ်ပွဲကာလမှာကလေးနှစ်ယောက်ဟာတယောက်ကိုတယောက်ဖေးမရင်ခက်ခဲစွာကြီးပြင်းခဲ့ကြရတယ်။အဲ့ဒီကလေးနှစ်ယောက်ကနိရှန်နဲ့ရှောက်ချင်းပဲဖြစ်ပြီးတော့ငယ်စဉ်ကလေးကနေတန်ရောစင်ကြီးမားစွာနဲ့နေထိုင်လာခဲ့ကြရင်အရွယ်ရောက်လာရင်လက်ထပ်ဖို့အထိတယောက်ကိုတယောက်ရည်ရွယ်ထားခဲ့ကြတယ်။တနေ့မှာစစ်ပွဲကြားကရုန်းကန်ရင်နိရှန်ကစားကြတားရှာပေးမှမို့ရှောက်ချင်းကိုခဏဆောင်နေဖို့ပြောပြီးထွက်သွားခဲ့တယ်။နိရှန်ပြန်ရောက်လာတော့ဖွားအိုတယောက်ကရှောက်ချင်းကိုအိမ်အကူဖြစ်နေဖို့အိမ်ထဲကိုခေါ်ရနေရအောင်မြင်တော့သူရှောက်ချင်းအတွက်စူးစမ်းမှဖြစ်တော့မှာမို့ပညာတော်တင်သွားပြီးပြန်လာရင်လက်ထပ်ဖို့ရှောက်ချင်းကိုစာရေးပြီးထားခဲ့ပေးလိုက်တယ်။ဒါပေမဲ့ဒီခွဲခွာချင်းဟာသူတို့နှစ်ယောက်အသက်ထာဝရနှုတ်ဆက်ဖို့ဆိုတာကိုဘယ်သူမှမသိခဲ့ကြဘူး။တနေ့မှာရှောက်ချင်းကိုစောင့်ရှောက်ပေးထားတဲ့အဖွားကတစ်ဖက်အိမ်ကတခင်လေးနဲ့လက်ထပ်ဖို့တိုက်တွန်းတာကြောင့်မို့ငယ်စဉ်ကနိရှန်နဲ့သူတို့နှစ်ယောက်ပြောခဲ့တာတွေကိုအမတ်ရပြီးသူကနိရှန်ရဲ့ဇနီးမဖြစ်ရရင်ဘသူဇနီးမဖြစ်ရဘူးဆိုပြီးတော့သူ့ကိုယ်သူကြိုးပေးအဆုံးစီရင်သွားခဲ့တယ်။လက်ရှိကာလမှာရှောက်ချင်းကအတိတ်ကသူဖြစ်ပျက်ခဲ့တာတွေကိုပြန်အမတ်ရသွားခဲ့ပြီးနိရှန်ကလည်းဒီမန်တရားကိုတည့်ရနဲ့ဖုံးကွယ်ထားတာဟာလည်းရှောက်ချင်းကိုပုံမကောင်းမွန်တဲ့ဘဝတစ်ခုတည်ထောင်နိုင်စေဖို့ဖြစ်တယ်။တစ်ဖက်မှာချင်းကြီးကလည်းအင်အားရဲများနေတာကြောင့်မို့ရွှေရင်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့ရှောက်ချင်းကိုယ်တိုင်ကပဲချင်းကြီးကိုတိုက်ခိုက်ဖို့ဖြစ်လာတော့တယ်။ရှောက်ချင်းကအတိတ်ကိုပြန်အမတ်ရလာပြီဖြစ်တာကြောင့်မို့လက်ရှိမှာရွှေရင်ခန္ဓာကိုပဲဖြစ်အတိတ်နဲ့ပြစ္ဆုတ်ပံကပါသူ့အပိုင်ပဲဖြစ်တာကြောင့်မို့ချင်းရင်အနေနဲ့ဝင်ဆွတ်ဖက်ဆရာမလို့ကြောင်းပြောပြီးစွန့်ရင်အရင်အမြင့်ဖြစ်တဲ့ရွှေရင်ခန္ဓာကိုယ်ကိုချင်းရင်စီကနေပြန်လည်ဆုပ်ယူထိန်ချုပ်ပြလိုက်တယ်။အားလုံးပြီးဆုံးသွားတော့နိရှန်ကရှောက်ချင်းကိုလိုက်ရှာနေခဲ့ပြီးနေလဲပြန်ထွက်လာနေပြီမို့နိရှန်ခန္ဓာကိုယ်ကလည်းပြောင်းလဲလို့လာနေခဲ့တယ်။တကယ်တော့နိရှန်ကအတိတ်မှာတော့စာပေကိုထူးချွန်စွာအောင်မြင်ပြီးရှောက်ချင်းကိုလက်ထက်ထိန်မြဖို့ရောက်လာတဲ့အချိန်ရှောက်ချင်းကတော့ဒီလောကကြီးတွေကနေနှုတ်မဆက်ပဲထွက်သွားခဲ့ပြီဖြစ်တယ်။ဒါကြောင့်သူကိုယ်တိုင်လည်းရှောက်ချင်းအုပ်ကူရှိမှကိုယ်တိုင်အဆုံးစီရင်လိုက်ပေမဲ့ချင်းရောက်လာပြီးနိရှန်ကို10ရက်မှန်တာနဲ့အသက်ပြန်တွင်းပေးခဲ့တာဖြစ်တယ်။10ရက်အတွင်းရှောက်ချင်းကိုငရဲပြည်ကိုပြန်ခေါ်လာပြီးပုံမကောင်းမွန်တဲ့ဘဝတစ်ခုဖန်တီးနိုင်ဖို့လူပြန်ဝင်စားချင်အောင်တိုက်တွန်းပေးရမယ်ဆိုပြီးပြောခဲ့တယ်။ဒါကြောင့်ပဲနိရှန်ကလည်းရှောက်ချင်းကောင်းမွန်တဲ့ဘဝတစ်ခုဖန်တီးနိုင်ဖို့ချင်းနဲ့တဘောတူညီမှုလုပ်ပြီးရှောက်ချင်းရှိရာကိုရောက်လာခဲ့တာဖြစ်တယ်။အခုချိန်မှာတော့ချင်းနဲ့တဘောတူညီမှုကလည်းပြီးဆုံးသွားခဲ့ပြီမို့နိရှန်နဲ့ရှောက်ချင်းတို့ကလည်းနှုတ်ဆက်ဖို့အချိန်ကိုရောက်လာခဲ့တာဖြစ်တယ်။ပထမနဲ့နောက်ဆုံးတော့နှုတ်ဆက်အနမ်းကိုပေးရင်ကြေကွဲဝမ်းနဲ့စာနဲ့ပဲနိရှန်တယောက်ရွှေမုံလေးတွေဖြစ်ပြောင်းလဲပြီးရှောက်ချင်းကိုပေးထားတဲ့အတူနေမယ်ဆိုတဲ့ဂတိကိုလည်းမတည်နိုင်တော့ပဲလောကကြီးတွေကနေထာဝရပြောက်ကွယ်လို့သွားခဲ့ပြီဖြစ်တယ်။ယမမင်းကြီးကလည်းနတ်တပင်စည်းဝေးတွားခဲ့တာမို့ပွဲပြီးမှပြန်ရောက်လာခဲ့ပြီးငရဲပြည်ကဖြစ်ပျက်ခဲ့တာတွေကိုပြန်လည်ရှင်းလင်းဖို့အတွက်အခုကစပြီးတေချင်းရှင်ချင်းနဲ့ပြန်လည်မွေးဖွားခြင်းတို့ကိုသူကိုယ်တိုင်ဆောင်ရွက်မှာဖြစ်ပြီးရှောက်ချင်းကိုလည်းရွှေရင်ခန္ဓာကိုယ်ကဖြစ်တည်နေတာကြောင့်မို့အချစ်စစ်ကိုတန်ဖိုးထားဖို့မှာကြားလိုက်တယ်။ဒီဖြစ်ရတဲ့အားလုံးပြီးဆုံးသွားပြီးယမမင်းကြီးရဲ့တရားစီရင်မှုနဲ့အတူတောထဲမှာကောင်လေးတယောက်အိပ်ပျော်နေရကနေပြန်နိုးလာခဲ့ပြီးတောတောင်တွေကိုဖျက်ကျော်ကမိစ္ဆာတွေနေထိုင်တဲ့လမ်းရောဖျားเจ้าကိုရောက်ရှိလို့လာခဲ့တယ်။ပျော်ရွှင်ကြည်နူးတဲ့အပြုံးလေးနဲ့ရှောက်ချင်းတကားဖွင့်ပေးလိုက်တဲ့သူကတော့ယမမင်းကြီးတရားစီရင်မှုအပြီးပြန်လည်ဖန်ဆင်းခြင်းခံထားရတဲ့ဇက်လိုက်ကျော်နိရှန်ပဲဖြစ်ပါတော့တယ်ရှင်။ပရိသတ်များရှင်ချစ်ချင်းတစ်ခုမှာဘဝတွေချားနေရင်တော့မေတ္တာစစ်မှန်လို့ပြန်လဲစုံစည်းကြရတယ်ဆိုရင်ဘဝမချားပဲရှိနေကြတဲ့လူကြီးမင်းတို့ရဲ့အချစ်ရည်လဲစစ်မှန်တဲ့မေတ္တာနဲ့ထက်တူကြဖို့ဆုတောင်းပေးရင်ဇက်လန်လေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်။အဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။